သမင်းလေးဆိုခဲနေရေခဲတွေခဲနေမှာဆွဲတယ်ပေါ့လူအကောင်းမကလေးတိုင်းမှာလက်တွေချိုးရပူနွေးတော့အေးဆက်နေတယ်နှစ်ရက်ထားတာရေခဲတက်တာအဲ့ဒီလိုဘွားကြီးနက်ဖြစ်သွားပြီဟုတ်ကဲ့ပါဓမ္မစီတီအမေတေတုံးကရေခဲတိုက်ထဲမှာ2ရက်ထားပါတယ်တဲ့ဆက်ထုတ်လိုက်တဲ့အချိန်မှာလက်တွေကပူနွေးနေတော့ရှိပါတယ်တဲ့အဲ့ဒါသူ့အမေနက်ပြီးရောက်သွားပါပြီတဲ့အဲ့တော့မိတ်ဆွေတို့ရောဒီလိုမျိုးပြောတာယုတ်တိရှိသလားဗီဒီယိုလေးကိုဆက်လက်ပြီးတော့ကြည့်ရှုပေးပါခင်ဗျာရေခဲတက်တာထဲမှာထည့်ထားတယ်ကလေးတွေဒီဝင်းလေးတွေနွေးနေတော့ရှိ2ရက်3ရက်လောက်ပြသွားတာဒါတော့အမေတို့ကပြောပါဦးအဲ့ဒီတိုင်းမဲ့ငါမသေးမသေးလားဒီတိုင်းမဲ့လူသားအတိုင်းမဖြစ်ဟောဝိပဿနာတွေတရားတွေကခေတော်တင်လာတော့အဲ့ဒါမှကြော်သူတို့ကောင်တွေမထိရဘူးဘုန်းကြီးတွေသူတို့တွေထမ်းတာဒီမျိုးသမီးကျွန်တော်မထမ်းရဘူးတဲ့အသက်ရှင်သလားမသိဘူးဒီလူကောင်းကြီးလိုဖြစ်သမင်းလေးဆိုခဲနေရေခဲတွေခဲနေမှာဆွဲတယ်ပေါ့လူအကောင်းမကလေးတိုင်းမှာလက်တွေချိုးရပူနွေးတော့အေးဆက်နေတယ်နှစ်ရက်ထားတာရေခဲတက်တာအဲ့ဒီလိုဘွားကြီးနက်ဖြစ်သွားပြီဟုတ်ကဲ့ပါအလုံးကြားကြတဲ့အတိုင်းပဲရေခဲတိုက်ထဲမှာ2ရက်ထားတာလက်တွေချီတွေကပူနွေးတွေလုံးမဲတဲ့အဲ့ဒါဖြစ်နိုင်ကြလားကျွန်တော်တို့တော့မှရိုးနေကောင်းကျမကြီးကောင်းနေတဲ့လူတော်မှရေခဲရေထိတယ်ဆိုရင်အားလုံးကချမ်းတုံနေတာเนาะအခုလိုစောင်းလေးရာသီဆိုရင်လည်းချမ်းတုံနေတာခြေပြားလက်ပြားတွေပါအေးကုန်နေအဲ့တော့ရေခဲတိုက်တွေကို2ရက်ထားတာမှဆွဲထုတ်လိုက်တာလက်တွေခြေတွေကပူနွေးနေတုံးမဲဆိုတာဟုတ်ပါရဲ့လားအဲ့လိုမျိုးကြည့်စင်နေကောကျွန်တော်တို့မှတကယ်ရှိလို့လားเนาะနောက်ပြီးတော့လေဓမ္မစိတ်တရားသူ့ရဲ့အမေကအဲ့လိုရေခဲတက်တာတော့မှ2ရက်ထားတယ်ထားပြီးတော့ဆက်ထုတ်လိုက်တော့မှလက်တွေချီရပူနွေးနေတယ်နောက်ပြီးတော့သူ့အမေနတ်ပြည်ရောက်သွားပြီဆိုတဲ့စကားတွေကယဟန်တပါးရဲ့ဝိနည်းနဲ့ညီပါသလားနော်လူတယောက်ကိုနတ်ပြည်ရောက်သွားပြီလို့ပြောနိုင်လောက်အောင်သူ့မှာစစ်ဆေးတဲ့ပညာရက်ကိုရှိပါသလားခြားပြနိုင်တဲ့ပညာရက်ကိုရှိပါသလားနော်အဲ့တော့ကျွန်တော်တို့ဒီဟုတ်ကြောင်းမှန်ကန်စွာပြောတဲ့သစ္စာစကားတွေတဘာဝနဲ့ကိုက်ညီအောင်ပြောတတ်တဲ့သစ္စာစကားတွေကအထူးရေးကြည့်ပါတယ်အဲ့တော့ဓမ္မစီတီရဲ့ပြောကြားချက်တွေမှာပထမချက်ကလူတယောက်ဒီရေခဲတက်တာတဲ့ရေခဲတိုက်ထဲမှာ2ရက်ထားတော့ဆွဲထုတ်တဲ့အချိန်မှာပူနွေးနေတော့မယ်ဆိုတာကဒါကသစ္စာတရားနဲ့ညီတလားမိတ်ဆွေတို့စစ်ဆေးပါနောက်တစ်ခါသူ့အမေကနတ်ပြည်ရောက်သွားပြီဆိုတာတော့တကယ်သစ္စာတရားနဲ့ညီပါသလားဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ဓမ္မစီတီကသီလသမာဓိပညာဘလောက်ပြည့်စုံလဲဆိုတာမိတ်ဆွေတို့အနေနဲ့ဆန်းစစ်လို့ရအောင်ဗီဒီယိုလေးဖြည့်ဖော်ပြပေးလိုက်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ